အားလုံးပဲမင်္ဂလာပါ FZ မြန်မာ Football Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာတဝန်းကပရိသတ်တွေစောင့်မျှော်နေကြတဲ့ဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးဒါဘီပွဲကြီးရောက်လာပြန်ပါပြီအစင်လာကြီးမားတဲ့တရဲနီတို့နဲ့ဂျိုးဂျာတို့ရဲ့ထိတ်တိုက်ရင်ဆိုင်မှုဟာဒီညမှာ Old Trafford ကွင်းကြီးထဲမှာဟိမ့်ထွက်လာတော့မှာပါဒီနှစ်ရာသီပထမအကျော့ရင်ဆိုင်မှုကိုပြန်ကြည့်မယ်ဆိုရင်တော့အတော်လေးစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်အဲ့ဒီတော့ကဂျိုးဂျာတို့ရဲ့အိမ်ကွင်းအန်ဖီမှာကစားခဲ့တာဖြစ်ပြီးတရဲနီတွေကဂျိုးဂျာနီတွေကို2ဂိုး1ဂိုးနဲ့အဝေးကွင်းမှာအနိုင်ယူပြီးအံ့အားသင့်စရာရလက်ဖော်ဆောင်ခဲ့ပါတယ်။ထူးခြားချက်အနေနဲ့ကတော့တရဲနီတွေဟာ2016ခုနှစ်နောက်ပိုင်းပထမဆုံးချိန်အဖြစ်အန်ဖီမြေမှာအနိုင်ရခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကတော့နှစ်သင်းစလုံးအနိုင်ရလက်ကိုစီနဲ့ယုံကြည်မှုအပြည့်ရှိနေကြပါတယ်။တရဲနီတွေဟာပြားတွေကိုအိမ်ကွင်းမှာအနိုင်ယူပြီးတော့သူတို့ရဲ့အိမ်ကွင်းမှန်ကိုပြသနိုင်ခဲ့ပါတယ်။တိုက်စစ်ပိုင်းပြန်လဲအသက်ဝင်လာတာကဒီညအတွက်အားသက်စရာပါပဲ။ဂျိုးဂျာနီတွေကလည်းအိမ်ကွင်းမှာသိန်းငှက်တွေကိုခက်ခက်ခဲခဲကစားခဲ့ရပေမဲ့အဖိုးတန်နိုင်ပွဲရယူနိုင်ခဲ့လို့ဇယားထိပ်ပိုင်းမှာအရှိန်မပြတ်ဆက်ရှိနေပါတယ်။အသင်းနှစ်သင်းရဲ့နောက်ဆုံး၅ပွဲရလက်ကိုကြည့်မယ်ဆိုရင်တော့တရဲနီတို့အတွက်တော့ခြေစွမ်းကတက်လိုက်ကြလိုက်ဖြစ်နေပေမဲ့အိမ်ကွင်းမှာဆိုရင်တော့ဘယ်အသင်းကိုမဆိုဒုက္ခပေးနိုင်တဲ့အစွမ်းတက်သည့်ရှိနေသေးပါ။ဂျိုးဂျာနီတွေကလည်းချန်ပီယံလိရှုံးနိမ့်ခဲ့တာကလွဲလို့ပရီးမီးယားလိမှာတည်ငြိမ်တဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားပြီးကောင်းမွန်နေတာကြောင့်ယုံကြည်မှုအထွတ်အထိပ်ရောက်နေပါတယ်။ဒီနှစ်တင်းတွေ့တိုင်းသမိုင်းအစဉ်အလာရတိုက်ပွဲပြင်းထန်လေးရှိပါတယ်။နောက်ဆုံး၅ချိန်တွေ့ဆုံမှုမှာဂျိုးဂျာနီတို့ကဂိုးပြတ်နိုင်ပွဲအချို့ရရှိထားပေမဲ့လည်းတရဲနီတို့ကလည်းသူတို့အိမ်ကွင်းမှာဆိုရင်ဂျိုးဂျာတွေကိုချွေးပြန်အောင်လုပ်နိုင်ခဲ့တာတွေ့ရပါတယ်။တရဲနီတို့ရဲ့အိမ်ကွင်းမှာတော့ဂျိုးဂျာတို့ကအမြဲတမ်းအလွယ်တကူအနိုင်မရခဲ့ပါဘူး။ Old Traffordမှာကစားခဲ့တဲ့နောက်ဆုံး၅ပွဲမှာတရဲနီတို့ကတရေနဲ့နိုင်ပွဲအချို့ရယူထားနိုင်လို့ဒီညမှာလည်းအင်ရှင်အားသာချက်ကအရေးပါလာမှာပါပွဲမစခင်လူစီရင်သတင်းတွေအရတော့အင်ရှင်တရဲနီတွေဘက်မှာတော့ကန်စင်မူမာတီနက်စ်နဲ့ဒီလစ်တို့မပါနိုင်တာကအားနည်းချက်ဖြစ်နေပေမဲ့တိုက်စစ်မှာတော့ကွန်ညာပြန်ပါလာနိုင်တာကအားသက်စရာပါတစ်ဖက်ကဂျိုးဂျာတွေအတွက်ကတော့သတင်းဆိုးပါပဲသူတို့ရဲ့အားကိုးရတဲ့အီဂျစ်ဘီရင်မိုဟာမက်ဆာလာနဲ့တိုက်စစ်မှုအီဆက်တို့ဒဏ်ရာကြောင့်လွဲချော်မှာဖြစ်ပါတယ်ဂိုးသမားအဲလီဆင်ကလည်းပါဝင်ဖို့မတိကျသေးတဲ့အတွက်လူငယ်ဂိုးသမားဖရက်ဒီဝူဒ်မန်ကပဲတရဲနီတွေရဲ့တိုက်စစ်ကိုတားဆီးရတော့မှာဖြစ်ပါတယ်တရဲနီတွေရဲ့မာမာတရန်တုံ့ပြန်မှုတွေကိုဂျိုးဂျာတွေရဲ့အမြန်နှုံးမြင့်တိုက်စစ်ကဘယ်လိုရင်ဆိုင်မလဲဂျိုးဂျာတွေကလူအင်အားတာလွန်နေပေမဲ့ဒါဘီပွဲစဉ်ရဲ့သဘာဝအရဇယားကျက်တည်မှုတွေကအရေးမကြီးတော့ပါဘူးစိတ်တက်ပိုင်းပိုပြင်းထန်တဲ့အသင်းကပဲအောင်ပွဲခံသွားမှာပါတရဲနီတွေအောင်ပွဲခံမလားဒါမှမဟုတ်ဂျိုးဂျာတွေကပဲနယ်မြေသိမ့်ပိုင်မလားဆိုတာကိုပြည်သက်ကြီးတို့ရဲ့ခံမှန်းချက်ကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်